ပဲဘယ်တက်တယ်အမလေးနင်းကိုပြနေတာဗီဒီယိုရိုက်ထားတာသမီးအေးဒါမဲ့အဲ့လေအသမီးကိုပြနေတာညောင်မမေရိုက်လိုက်ဒီကောကဲဒီမှာဟင်းလေးတွေရတယ်ဒီမှာပဲမွေကြော်လေးအရန်ကြိတ်လို့အဲ့ဒါလေးစားချင်တယ်ဒါကဇန်ချင်းပြီးရင်ဒီမှာจิตาအားလုံးဒါပဲရုံနေပြောင်းဖို့ဒါလေးမြည်ကြည့်ဒါလေးမြည်ကြည့်လားစားကြပါမရှိတမိတကူကြည့်အဲ့ဘက်ကလည်းလောကမခိုက်တာအဲ့ဘက်ခိုက်တယ်ပြောင်းဖို့ပူနေလေးပဲနေမှုနေတာဒီဝဲထောင်လာကောင်းတာနီးစားနင်းကောမင်းလေးနဲ့အဲ့လိုမျိုးသမီးကြီးပြလိုက်တော့မယ်ကစားပြလိုက်မစားပြမလဲသမီးရပြောင်းမှုထားမှာဟဲ့ပြောင်းမှုကအချိုလေးကောင်းတယ်စားဒီနေ့ပကံလေးလို့လေအေးလေမအန်ဒီကြီးဆန်းရှင်းအန်ဒီကြီးမကျမတို့အဲ့တဘာဝလေးတိုင်းအဲ့လိုမင်းပူနည်းလေးမနဲ့စားပိုင်းခင်းစားတာပါပြီးရင်လို့ဒီကမမယ်နော်တမီးဆက်လို့ကောင်းနေလားဒီဟိုလားအဲ့ဒီချင်းဒါမော်လာချင်းအဲ့ဒါပစွန်းချင်းမဆုံးဇန်ချင်းလေးဒီပြစလိုက်မယ်ပြီးရင်ခင်းဖြူလေးထည့်စားပါအောင်ရှင်နော်ကောပြောင်းပူလေးထည့်ဆက်ဒီချင်းလေးထည့်ပဲမွန်စင်းလေးထည့်ဒါပြီးမှချစ်တဲ့ချင်းလေးကိုထည့်ဒါပြီးရင်ထမင်းတစ်လုံးစားကြပါအောင်ရှင်အဲ့ဒီမှာပဲမွန်စင်းရယ်နောက်ပြီးတော့မှဟောတာပြောင်းဖူးနေပဲပြုတ်ကဲနောက်ပြီးရင်ပဇွန်ချင်းရပါရှင်စားကြပါအောင်ရှင်သမီးကတော့ဝါးနေနေပါပြီခေါ်လိုက်ပါအောင်မိတ်ဆွေစားကြပါအောင်ရှင်ยังก่อนไปပြုံနေပြောင်းဖူးနေဇန်ချင်းနေတဲ့ပြီးရင်ပဲပင်ပေါက်ပဲပြရလေးဒါပဲပြရလေးထည့်ပဲပင်ပေါက်လေးထည့်ဟုတ်လားဟိုလေးထည့်ပြောင်းပဲမွေစင်းလေးထည့်ကဲစားပြလိုက်မသမီးစားကြပါအောင်ရှင်ဒီမှာရင်းစားကောင်းပါနဲ့ရင်းစားကောင်းပါလေရှင်拜拜。